ခေါင်းလောင်းလေးတီးကြည့်လိုက်ပါโอเคဟိုရငါဆိုရင်ကားပေါ်ဆင်းလာပါright တပ်ပဲရောက်ပါအဲ့ချုံနေကြတယ်ရောဝေးမှာကလေးကတွေ့ရပါတော့ဟိုမှာဖြူလေးမှာတပ်ပဲ到时候偶然路坏蛋呗，变小来嘛。ဒီတက်ကဝယ်မဲ့ဝင်ပေါင်းမှာဆိုရင်ထိုင်ကုန်လေးနဲ့စက်ရုပ်လေးချထားပါတယ်။ဘာတဘောတရားလဲတော့မသိပါဘူး။ရပါ Sorry. Sorry. We're going to get playing your thing. That's when Orlando ticket will be win our way. Thank you. White တံပဲကိုတော့တကူကိုခွန်မှာစပြီးတော့တိဆောက်ခဲ့ပါတယ်။သူကတော့ရှေးခေတ်ရဲ့ဖျားလေးတိဆောက်တဲ့ရွှေအောင်နဲ့မတူဘဲနဲ့ဒီဖြူစင်တဲ့အတွင်ပြင်ထူးခြားတဲ့ဒီခင်မီတဲ့ဗုဒ္ဓအမှုပညာလက်ရာကြောင့်လည်းကြော်ကြားခဲ့ပါတယ်။ White တံပဲကိုတီထောင်သူ Charam Chai ကတော့ထိုင်းနိုင်ငံအမှုပညာရှင်တယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ဇာတိကတော့ချင်းရိုင်တာဖြစ်ပြီးမှထိုင်းနိုင်ငံရဲ့ဗုဒ္ဓဘာသာရုပ်ပုံသဏ္ဍာန်ကိုအမှုပညာနည်းနဲ့ပြင်တဲ့ပုံဖော်ဖို့အတွက်ညွှန်နှင်းထားတဲ့အတွက်ကြောင့်ဒီ White တံပဲကိုတည်ဆောက်ရခြင်းဖြစ်ပါတယ်။ဒီမှာဆိုရင်ပြမအကြောင်းဆောင်မြောက်ခင်လူသူစီရဲ့ဆင်းရဲဒုက္ခနဲ့ငရေဆန္ဒတွေကိုကိုစားပြုထားတဲ့ဘဝတရားကိုရင်ဖျက်ကျော်ရပါတယ်။ဘဝတရားကိုဖျက်ကျော်ပြီးမှသာလျှင်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုကြည်ရတဲ့အကြောင်းဆောင်ကိုရောက်ရှိမှာပဲဖြစ်ပါတယ်။ Online တို့ White တံပဲကနေထွက်လာပြီဆိုရင်တော့ Golden Building ဆိုတဲ့ရွှေအောင်အဆောက်အဦစီတောင်းရပဲဖြစ်ပါတယ်။ဒီရွှေအောင်အဆောက်အဦကြတော့မူလာကခီးရွာတွေအတွက်အိမ်နာနဲ့အနားယူဖို့အတွက်ထောက်ပံ့ပေးထားတဲ့အဆောက်အဦပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းရောက်တော့တင်ကြတာလက်ရနဲ့မြောက်ပြီးမှအမှုပညာလက်ရမြောက်တဲ့ရွှေချောင်းအဖြစ်ပဲပြောင်းလဲလာခဲ့ပါတယ်။ Yang White တံပဲကိုဒီဆောက်ခဲ့တယ်။အဲ့ဒါကပြတိုင်းပါတပုံရိုက်ခဏတော့ရိုက်ခဲ့ပါ။ Okay. ရအဆင်ပြေပါဘူး။အောင်မြင်ပါပြီ။ခေါင်းလောင်းလေးတီးကြည့်လိုက်ပါဘယ်ပြောနေလာလဲ
နာစီချောင်းဆိုးနေပါဘယ်တော့မှမွန်းနေပြီပါဟုတ်တယ်ခုလိုရလေချောင်းနေနေနာပါသူငယ်တဲ့တက်တာပြန်တော့ပါတယ်နေတော့ဒီချိန်ကမှပြီပြန်ချာပြီးပြန်လာentry 上对 entry 过了啊 OK 看一下成功过哦那还挺水Sorry. Yeah, I'll trade away. Oh, okay. Okay, thank you.